ဘာမှမလုပ်ခင်အရင်စဉ်းစားပါပြောမယ်ဆိုရင်စကားကဘယ်အထိခရီးဆက်သွားနိုင်တယ်ဆိုတာစဉ်းစားပြီးမှပြောပါပြင်မယ်ဆိုရင်ကိုจิตတရားကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါချီမယ်ဆိုရင်တိတ်ခါကိုကိုယ့်ရဲ့တန်ဖိုးနဲ့ချီနှောင်ပါလွတ်ချမယ်ဆိုရင်စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကိုလွတ်ချလိုက်ပါနေမယ်ဆိုရင်အမှန်တရားနဲ့အနည်းဆုံးမှနေပါမှားမယ်ဆိုရင်ပြန်လဲပြင်ဆင်ခွင့်နောက်လက်ပြန်ခွင့်ရှိတဲ့အထိပဲမှားပါရှာမယ်ဆိုရင်ပေါ်ရန်မဟုတ်တဲ့နှလုံးသားထဲကအလှတရားကိုရှာပါတတိရမယ်ဆိုရင်ကျေးဇူးပြုဖူးသူတွေကိုမမိတ်မလျော်ပဲတတိယပေးပါစွန့်လွတ်မယ်ဆိုရင်မကောင်းတဲ့အကျင့်တွေကိုစွန့်လွတ်ပါပေးမယ်ဆိုရင်မျောလင့်ချက်မထားတဲ့တန်ဖိုးဖြတ်မထားတဲ့မေတ္တာကိုပေးပါပြောမယ်ဆိုရင်ဘောင်းမကြောခင်အထီပဲစီးနဲ့ကန်းနဲ့ပြောပါတွေးမယ်ဆိုရင်စိတ်ညစ်စရာမရောက်ချိန်အထီပဲတွေးပါနောင်တမရချင်ရင်တော့ဘယ်အလုပ်ကိုပဲလုပ်ဘာမှမလုပ်ခင်အရင်စဉ်းစားပါ